ဒီ comment လေးကကြောင့်တီချဲတင်ရတာရှင်းလို့အမြဲကြည့်လေးလာရပါတယ်တဲ့ကျေးဇူးလည်းတင်ပါတယ်နော်တဲ့ချဲကလည်းကျေးဇူးပြန်ပြီးတော့တင်ပါတယ်ဘာကြောင့်လဲဆိုတော့ချဲတို့ကဒီလိုမျိုးတင်ကြားတဲ့အခါမှာတင်ပေးတဲ့သူကပဲအာဘာအာရင်တန်တန်နဲ့တင်နေလို့မရဘူးကိုတင်ပေးလိုက်တဲ့အရာကိုတစ်ဖက်ကတင်ယူတဲ့သူကနားလည်ဖို့အရေးကြီးတယ်ဟုတ်ပြီနော်အဲ့ဒီတော့မှသာကိုယ့်ရဲ့တင်ကြားမှုအနေအထားကိုပြန်ပြီးတော့သုံးသပ်လို့ရတယ်အခုသမီးကချဲတင်ပြထားတဲ့အနေအထားလေးကနားလည်လွယ်တယ်ရှင်းတယ်ဆိုလို့ရှိရင်ဒါချဲကလည်းကိုယ့်ရဲ့တင်ကြားမှုကိုပြန်ပြီးတော့သုံးသပ်လို့ရတယ်အဲ့ဒါကြောင့်မို့လို့ချဲကလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဆက်ပြီးတော့မေးထားတာကအစင်မပြေတာလေးတစ်ခုရှိလို့ပါတဲ့ဖြစ်နိုင်ရင်ရှင်းပြပေးပါရှင်တဲ့ချုပ်ပြီးသားအင်ဂျီမှာရှင်းရင်ကျဲမှာတင်ပြီးလိုင်းစင်းဖြစ်နေတာဘယ်လိုလုပ်ရမလဲတဲ့ချုပ်ပြီးသားအင်ဂျီမှာဒီလိုရှင်းရင်အကျဲမှာတင်ပြီးတော့လိုင်းအစင်းဖြစ်နေတာဟုတ်ပြီနော်ကဲအခုဒီမှာဆိုရင်ချဲဝတ်ထားတဲ့အင်ဂျီခန္ဓာကိုယ်နဲ့ကွက်တီကြတဲ့အင်ဂျီအဲ့ဒီအင်ဂျီမှာဆိုရင်အခုသမီးကြည့်လိုက်ပါဒါအင်ဂျီရဲ့ရှေ့ရင်အကျယ်နဲ့ခန္ဓာကိုယ်ရဲ့ရှေ့ရင်အကျယ်ဟာကွက်တီကြတယ်အဲ့လိုကွက်တီကြတဲ့အနေအထားမှာတင်းတာလည်းမဖြစ်ဘူးတော့တာလည်းမဖြစ်ဘူးဟုတ်ပြီနော်တက်တောင့်တက်တာဖြစ်တယ်အခုသမီးကကြတော့ဒီလိုအင်ဂျီရဲ့ရှေ့ရင်အကျယ်ကတင်းတယ်ဆိုလို့ရှိရင်သမီးဒီရှေ့ရင်အကျယ်ရဲ့တန်မိုးကိုတိုင်းခဲ့တဲ့နေရာမှာမှားခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ခန္ဓာကိုယ်မှာရှိရမယ့်ရှေ့ရင်အကျယ်တိုင်းကိုအင်ဂျီရဲ့ရှေ့ရင်အကျယ်မှာမရှိနေတဲ့အတွက်ကြောင့်အင်ဂျီကတင်းသွားတာဖြစ်တယ်ဟုတ်ပြီနော်အဲ line အစင်းဖြစ်တယ်ဆိုတာကကြတော့ပိတ်စအနေထားပေါ်မူတည်တယ်တချို့သောပိတ်စတွေကဒီအတိုင်းတင်းတာရှိတယ်တချို့သောပိတ်စကကြတော့အဲ့လိုတင်းတာနဲ့အများ line အစင်းတွေဖြစ်တာရှိတယ်ဒါကကြတော့ပိတ်စအမျိုးအစားကြောင့်ရမယ်နော်ကဲချဲအခုဖြစ်ပေးလိုက်တဲ့အကြောင်းအရာလေးကအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်သိချင်တာတွေရှိရင်လည်း comment မှာမှတ်လာပေးပါကျေးဇူးတင်ပါတယ်ဒီချက်စုပါ